ကြောက်လေးကိုဖြတ်ပေးရမှာပဲဖြစ်ပါတယ်စိတ်ဝင်စားရင်တော့ဗီဒီယိုလေးကိုအဆုံးထိလိုက်ကြည့်လိုက်ပါအားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်မျှဝေပေးလိုက်တဲ့ဗီဒီယိုထဲမှာတွေ့နေရတဲ့ကြောက်လေးတစ်လုံးကတော့မော်ဝမ်းကြီးကြောက်လေးတစ်လုံးပဲဖြစ်ပါတယ်ဒီကြောက်လေးကတော့ဘကိုးကမိတ်ဆွေတယောက်ရဲ့ကြောက်လေးတစ်လုံးလည်းဖြစ်ပါတယ်ဒီဗီဒီယိုထဲမှာတော့အဓိကကျွန်တော်ပြောချင်တာကတော့ကြောက်စိန်ဝါသနာပါတဲ့ညီကိုမောင်နှမတွေ line ပေါ်ကနေဝယ်မယ်ဆိုလို့ရှိရင်အထူးဂရုစိုက်စေချင်ပါတယ်ဘာလို့လဲဆိုလို့ရှိရင်တချို့ကြောက်တွေကကျွန်တော်တို့မီးထွန်းပြီးတော့မှဖုန်းစခရင်ပေါ်ကနေကြည့်မယ်ဆိုလို့ရှိရင်အရေးလို့ကြောက်အသားကောင်းတယ်လို့ကာလာကတော်တော်လေးကိုဆွဲဆောင်မှုရှိတယ်အဲ့ဒီအပေါ်မှာမိတ်ဆွေတို့အနေနဲ့အာယုံတွေတက်ပြီးတော့မှဈေးပေးများပြီးတော့မှဈေးပေးမြောက်ပြီးတော့မှဝယ်လာတက်တဲ့အနေအထားတွေခက်မြများတွေ့နေရလို့ကျွန်တော်ပြောပြချင်တာပဲဖြစ်ပါတယ်အဲ့ဒီတော့ကြောက်ကိုတကယ်ပဲဝါသနာပါတဲ့မိတ်ဆွေညီကိုမောင်နှမတွေဆိုလို့ရှိရင်ဖားကတ်မှာပဲကိုယ်တိုင်တော့ဝယ်တာပဲဖြစ်မန်လီကြောက်ဝိုင်းမှာကိုယ်တိုင်လောက်ကင်တာပဲဖြစ်အဲ့လိုတွေလုံးမယ်ဆိုလို့ရှိရင်တော့ကိုယ့်အတွက်အတီးပညာလည်းပို့တိုးသလိုဘဝတုဒ္ဒလည်းပို့ပြီးတော့မှရပါတယ်ကိုယ့်ရဲ့ငွေကြေးတွေကိုလည်းဘဝတုဒ္ဒတွေနဲ့အတွေ့အကြုံအသစ်တွေနဲ့ဖလှယ်ပြီးတော့မှဆုံးရှုံးမှုအနည်းဆုံးအနေနဲ့လောက်ကင်လို့ရမှာပဲဖြစ်ပါတယ်အားလုံးရလာတဲ့အနေအထားလေးကတော့အခုမိတ်ဆွေတို့မြင်နေရတဲ့အတိုင်းပါပဲဗီဒီယိုလေးကတော့ဒီလောက်ပါပဲအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့တယောက်ရှင်စီတိုင်းကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်နောက်နေ့ဗီဒီယိုတွေမှာပြန်လဲဆုံတွေ့ကြမယ်